စေတီကိုစေတီလို့ပဲခေါ်ရမယ်ဖះမခေါ်ရဘူးလို့နာမည်ကြီးဓမ္မကတိကတစ်ပါးကဟောပြောတဲ့ဖိုင်ကိုကြည့်လိုက်ရပါတယ်ရှင်းပြပါအောင်ဆရာတော်တဲ့လောကမှာဖះမှလွဲသွားရင်အမှားကင်းတဲ့ပုဂ္ဂိုလ်ဆိုတာမရှိပါဘူးနော်အနည်းနဲ့အများတော့မှားဘူးကြတာကြီးပါပဲအမှားကင်းတဲ့ပုဂ္ဂိုလ်မရှိတာမှန်ပေမဲ့ဓမ္မကတိကများအနေနဲ့အတက်နိုင်ဆုံးတော့အမှားနည်းဖို့လိုပါတယ်ဘာကြောင့်လဲဆိုရင်တာမန်ပုဂ္ဂိုလ်တယောက်မှားတဲ့အမှားကအနည်းစုကိုသာတက်ရောက်ပြီးဓမ္မကတိကများမှားတဲ့အမှားကအများစုကိုတက်ရောက်စေလို့ဖြစ်ပါတယ်စေတီဆိုတာကစေတီယဆိုတဲ့ပါဠိကလာတာပါမြန်မာလိုပူဇော်ပသရာပစ္စည်းပူဇော်ပသရာနေရာလို့အဓိပ္ပာယ်ရပါတယ်ဘာကြောင့်ပူဇော်ပသရာပစ္စည်းပူဇော်ပသရာနေရာလို့ပြောရတယ်လဲဆိုရင်စေတီထဲမှာဖျားရှင်ရဲ့ဓာတ်တော်တွေဖျားရှင်အသုံးပြုခဲ့တဲ့ပရိဘောဂပစ္စည်းတွေဖျားရှင်ဟောကြားထားခဲ့တဲ့ပရိကတ်တော်တွေရှိတဲ့အတွက်ကြောင့်ပူဇော်ပသရာပစ္စည်းပူဇော်ပသရာနေရာလို့ဆိုလိုခြင်းဖြစ်ပါတယ်ဒါကြောင့်စေတီလို့ပဲခေါ်ဖျားလို့ပဲခေါ်ဘယ်လိုပဲခေါ်လို့ရပါတယ်နော်စေတီကိုစေတီလို့ပဲခေါ်ရမယ်ဖះလို့မခေါ်ဘူးစေတီတွေမြင်ရင်ဥပမာပကံသွားတယ်အာနန္ဒတပ်ပင်ညုရွှေစည်းကုံမရှိဘူးလားအဲ့ဒါစေတီတွေစေတီလို့မခေါ်ဘဲနဲ့အာနန္ဒဖះရွှေစည်းကုံဖះတပ်ပင်ညုဖះဟိုဖះကဘလို့ဒီဖះကဘလို့အဲ့ဒါဖះမဟုတ်ဘူးစေတီဖះဆိုရင်ခင်ဗျားတို့အသုံးနှုံးနောက်မှအပြစ်တွေသိနေပြီအခုဆင်းတုတော်ကြီးစင်းတုရွှေစင်းတုငွေစင်းတုမရှိဘူးလားအဲ့ဒါစင်းတုတော်ဩဒိတစေတီဖြစ်သတ်မှတ်ထားတဲ့စင်းတုတော်ဖះမဟုတ်ဘူးအဲ့တော့ငါဈေးကဖះနှစ်စုဝဲလာတယ်ဟာပြီးတော့ထိုင်းဖះလေးတွေဝယ်ခြင်းလို့ဟဲ့ဖះမလုံးနဲ့စင်းတုနော်လာသွားမယ်ဘယ်စင်းတုကြိုက်တော့တပြီးတော့ဒီဖះလေးကြိုက်တယ်မဟုတ်ဘူးအဲ့ဒါဖះမဟုတ်ဘူးစင်းတုဖះနေဝယ်လို့မရဘူးရှင်းလားအသုံးနှုံးနေနော်အဲ့တော့ဝဟရမတက်ကျွမ်းတဲ့အတွက်တို့တွေမှာဘုရားခိုင်းတရားခိုင်းတန်ခါခိုင်းသိနေတာလေးလည်းမပြောနဲ့တော့